အားလုံးသောတတိတိချစ်မိတ်ဆွေပေါင်းတို့မင်္ဂလာပါ96ခုနှစ်မှာတဲ့ပရိငါလို့နေဦးမှာထွက်ပါတယ်96ခုနှစ်မှာတဲ့ပရိငါနေဦးမှာထွက်ထားတဲ့အချိန်ကြီးကြိုက်ပေးလိုက်သွားကြည့်ပေါ့2နှစ်4နှစ်6နှစ်8နှစ်10နှစ်12နှစ်13နှစ်မြောက်2009ခုနှစ်မှာတဲ့ပရိငါလို့ထွက်ပါတယ်ဒီပရိငါနေ2နှစ်4နှစ်6နှစ်8နှစ်10နှစ်12နှစ်13နှစ်2020နှစ်မှာပရိငါလို့နေဦးမှာရိုက်ပါတယ်96ခုနှစ်မှာတဲ့ပရိငါလို့ရိုက်ခဲ့တဲ့ငါရဲ့နှက်ခတ်3ပရိတ်တီတဲ့ငါနှက်ခတ်ပရိတ်3တီ2ကြိမ်နဲ့ကြာပါမယ်ငါနှက်ခတ်ပရိတ်3တစ်ကြိမ်အဲ့ဒီထက်မှာငါနှက်ခတ်ပရိတ်3 2ကြိမ်ပဲကြာပါတယ်ဒုတိယကနေဦးမှာပရိငါလို့ရိုက်ထားတယ်ဒီပရိငါရဲ့ငါးနှက်ခတ်3ပရိတ်တီတဲ့အဲ့ဒီနှစ်ထဲမှာ2ကြိမ်ပဲကြာပါမယ်661ပရိတ်3 986ပရိတ်3သူကတော့986ဟာ986လို့ဖြစ်လို့မို့အတူတူပေါ့ပရိတ်3နှစ်ခါပဲရှိပါတယ်တတိယမြောက်2020မှာတဲ့နေဦးမှာပရိငါလို့ရိုက်ငါရဲ့နှက်ကပရိတ်3ဒီအနှစ်ထဲမှာနှစ်ခါပဲထွက်ပါမယ်3နှစ်ပရိတ်3ပရိတ်3လို့2ကြိမ်ပဲကြာပါတယ်96ခုနှစ်ကိုပြန်သွားမယ်ပေါ့ဒီမှာပရိငါတဲ့သူ့ရဲ့နှက်ကပရိတ်3ဟာအဲ့ဒီထက်မှာနှစ်ခါပဲကြာတိတွဲတဲ့ပရိတ်3နှစ်ခါကြာတယ်တဲ့ပရိတ်3နှစ်ခါကြာတယ်ပရိတ်3ကြာပြီးရတယ်သူ့ရဲ့နောက်တစ်နှစ်ထဲမှာတစ်ခါလို့ရှိရပါမယ်ဒီရှိနေတဲ့တစ်ခါသူ့ရဲ့အဆောင်ကဒီ3ပရိတ်နဲ့သူ့ရဲ့1နှစ်2နှစ်3နှစ်လက်ဝဲ3နှစ်အောက်ကဒီပရိတ်နဲ့ပေါင်းခြင်းရလက်30လို့ဖြစ်ထားတဲ့ဆောင်းမှာတစ်ခါလို့ရှိနေပါတယ်ဒုတိယမြောက်2009ခုနှစ်ပရိငါရဲ့နှက်ခတ်ပရိတ်3ဟာသူ့ရဲ့နှစ်ထဲမှာနှစ်ခါပဲကြာပါတယ်သူ့ရဲ့နောက်တစ်နှစ်ထဲမှာဒီတစ်ခါလေးပေါ့ဒီတစ်ခါလေးရဲ့အဆောင်ကပရိတ်တီ3ပရိတ်တဲ့သူ့ရဲ့လက်ဝဲ3နှစ်အောက်ကပရိတ်ခွန်နဲ့ဒီနှစ်ကွက်30လို့ဖြစ်နေရပါမယ်30ဖြစ်တာရဲ့ဆောင်းပါတဲ့တစ်ခါလေးလို့ရှိပါတယ်တတိယမြောက်2020နှစ်ပရိငါတဲ့ငါးနှစ်က3ပရိယာ2ကြိမ်ပဲကြာခဲ့ပါတယ်သူ့ရဲ့နောက်တစ်နှစ်တည်းမှာတစ်ခါဒီတစ်ခါလေးတီးသူ့ရဲ့အဆောင်မှာတဲ့ဒီပရိတ်လေးရယ်သူ့ရဲ့လက်ဝဲ3နှစ်အောက်ကပရိတ်6ရယ်ဒီနှစ်ကွယ်ပေါင်းခြင်းဒီ30လို့ဖြစ်နေရပါမယ်
ဒီနှစ်ခွဲပေါင်းချင်း30ရဲ့အဆောင်မှာတစ်ခါလေးဒီကျင်းရင်ကထည့်ခဲ့ပါတယ်ဒီနှစ်ခွဲပေါင်းချင်း30တဲ့ခုံပရိတ်3ပရိတ်30ရိုက်ပြီးသူ့ရဲ့ဆောင်မှာဒီတစ်ခါလေးထိုးထားတယ်ဒီတစ်ခါလေးရဲ့တစ်နှစ်ကျော်မှာသူ့ရဲ့ပါဝါနောက်3လုံး6လို့ထောင်းတယ်တဲ့နောက်3လုံး6နောက်3လုံး6လို့ထောင်းပြီးရဘေးတက်တယ်မှာပဲတဲ့ပရိတ်6လို့ရိုက်ပါတယ်2009ခုနှစ်ကနေဦးမှာပရိတ်9ကြပြီး9ရဲ့နှစ်ခက်3ပရိတ်2ခါကြတယ်သူ့ရဲ့နောက်တစ်နေ့တစ်ခါဒီသူ့ရဲ့အဆောင်ကပရိတ်3နဲ့3နဲ့အောက်ကပရိတ်9နဲ့9နဲ့3နဲ့30လို့ထောက်ထားတဲ့အဆောင်မှာတစ်ခါလို့ရှိပါတယ်ဒီတစ်ခါလေးရဲ့တစ်နှစ်ကျော်မှာသူ့ရဲ့တစ်နှစ်ကျော်မှာနောက်3လုံးထောင်ခြင်း6လို့ထောင်ထားပါမယ်နောက်3လုံးတောင်ခြင်း6ရဲ့နောက်မှာပထမက6ပဋိလို့ရိုက်ပါတယ်ဒုတိယနောက်3လုံးထောင်ခြင်း6ရဲ့နောက်မှာပဋိ6ပြီးတော့ပဋိခွန်လို့ရိုက်ပါတယ်တတိယမြောက်နေဥပရိ9နှစ်ခက်3ပရိ2ခါပဲထွက်ပါတယ်အဲ့ဒီထဲမှာတဲ့ပရိ4ရဲ့ပရိခွန်6ရဲ့ပေါင်းခြင်းဒီ30လို့ဖြစ်တဲ့ဆောင်းမှာတစ်ခါလေးအငြိမ်ထိုးပါတယ်တွေ့ကြဒီတစ်ခါရဲ့ဒီဘက်ကိုတန်တန်မရှိပဲနဲ့သူ့ပေါ်မှာဒီတစ်ခါလေးနဲ့စားထိုးပေးပြီးတော့မှတစ်ရဲ့ပါဝါနောက်3လုံး6ဟာဒီမှာရိုက်ပါတယ်ဒီမှာရိုက်ပြီးရတယ်သူ့ရဲ့နောက်မှာပရိတ်ခွန်ပြီးတော့မှပရိတ်8လို့ထွက်ခဲ့ပါတယ်တစ်ခါတဲ့တစ်ရဲ့ပါဝါပိတ်3လုံး6တဲ့ပိတ်3လုံး6နောက်မှာပထမကပရိတ်6တဲ့ဒုတိယကမှာတစ်ခါတဲ့တစ်ရဲ့ပါဝါပိတ်3လုံး6လို့ရိုက်ပိတ်3လုံး6နောက်မှာပရိတ်6ပြီးတော့ပရိတ်ခွန်တဲ့တတိယမြောက်တစ်ခါကျော်သူ့ရဲ့ပါဝါပိတ်3လုံး6လို့ပိတ်တာနဲ့သူ့ရဲ့ဘေးမှာခွန်ပရိတ်ပြီးတော့ရှေ့ပရိတ်လို့ရိုက်ပါတယ်2025ထဲမှာပိတ်3လုံး6ကဒီနေရာတစ်ခုပဲရှိပါတယ်ခွန်ပရိတ်3ပရိတ်30တဲ့သူ့ရဲ့ဆောင်တစ်ခါနေမှာသူ့ရဲ့တစ်နေ့ကျော်လေးမှာပိတ်3လုံး6လို့ရိုက်လိုက်တာအဲ6ဆောင်မှာ251ဆိုတဲ့ကဏ္ဍလေပရိတ်8လို့ဖြစ်ပါတယ်ခွန်ပရိတ်3ပရိတ်တဲ့သူ့ရဲ့ဆောင်မှာတစ်ခါလို့ထိုးပြတစ်ခါရဲ့ပါဝါပိတ်3လုံး6လို့ရိုက်ပြီးရတယ်သူ့ရဲ့ဆောင်မှာ1နဲ့5လို့ကဏ္ဍလေးရလဲ8လို့ဖြစ်ပါတယ်6ပရိတ်4ပရိတ်30လို့ရိုက်တဲ့ဆောင်မှာတစ်ခါတဲ့သူတို့တစ်ခါနဲ့လူတော့မတန်းဘူးပေါ့ဒါပေမဲ့သူ့ရဲ့ကိုယ်စားကိုအပေါ်မှာတစ်ခါလို့ထောက်ပြီးတော့မှပိတ်3လုံး6ဟာ2025ထဲမှာဒီနေရာတစ်ခုပဲပိတ်3လုံး6ရှိပါတယ်အပိတ်3လုံး6ရဲ့ဆောင်းမှာ10ပရိတ်ကိုရိုက်ထွက်ပေးရပါမယ်10ပရိတ်ရိုက်ထွက်ပေးရပါမယ်